တို့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယာမနွယ်နီကန်ဝေးရေးသားထားတဲ့မတ်တက်ပြေးတို့ဖတ်ဖို့ behavior စာစဉ်တွေကအချိန်မဆွဲတော့ပါဆိုတဲ့အကြောင်းလေးကိုမမကပြောပြပေးသွားပါမယ်ဒီကြောင်းလေးကိုတော့ကာတိုတီဟစခန်းတစ်ကတရုတ်ဖော်ပေးထားတာပဲဖြစ်ပါတယ်အချိန်မဆွဲတော့ပါဇွဲရီပြီးပြီလားဟဲ့တားကိုစောင့်နေရတာတော်တော်ကြာနေပြီအပြင်သွားကနေတိုင်းဖေဖေနဲ့မေမေကဇွဲကိုဒီလိုပြောနေကြပေါ့ဇွဲဟာနောက်မှနဲ့ဘာမဆိုအချိန်ဆွဲပြီးလှုပ်တတ်လို့အမြဲတမ်းနောက်ကျတတ်တယ်မေမေကဇွဲနဲ့ရရတို့မောင်နှမကိုအိမ်လောက်တွေကူလောက်ခိုင်းရင်လဲဇွဲကနောက်မှလှုပ်မယ်ဆိုပြီးအမြဲအချိန်ဆွဲနေတတ်တယ်တနေ့တော့မေမေကလှမ်းထားတဲ့အဝတ်တွေတင်ခိုင်းထားတာကိုဇွဲကနောက်မှသိမ့်မယ်ဆိုပြီးအယုတ်ဆက်တန်းကစားနေတယ်ခဏနေမိုးတွေရွာလာတော့အဝတ်တွေမိုးရီတွေစုပ်ကုန်ပါလီရောမေမေကဇွဲကိုအချိန်မဆွဲဖို့လောက်ရမှာကိုချက်ချင်းလှုပ်ဖို့ပြောပြပေမဲ့ဇွဲကအမြဲတမ်းအချိန်ဆွဲနေတော့ပါပဲကျောင်းကပြန်လာတိုင်းရရအိမ်စာပြီးအောင်အရင်စာထိုင်လုပ်တယ်ဇွဲကတော့ညကျမှစာလုပ်မယ်အခုမှကျောင်းကပြန်လာတာပင်မနေဆိုပြီးအိမ်စာလုပ်ဖို့အချိန်ဆွဲနေတဲ့ညဘက်ရောက်တော့လေအိတ်ချင်လို့နောက်နေ့မှလုပ်မယ်ဆိုပြီးမလုပ်ပြန်ဘူးမနဲ့ကျောင်းသွားကနီမှအမြန်ပြီးအောင်လုပ်တော့အိမ်စာတွေအကုန်မပြီးဘူးလေလုပ်ပြီးတဲ့အိမ်စာတွေမှလည်းအမားတွေများနေတာပေါ့ကွယ်တရင်ချစ်ကျောင်းပိတ်တော့ဇွဲသိတ်ကိုပြောနေရဲ့ကျောင်းပြန်ဖွင့်ရင်စာမွေးဖြေရမယ်လို့ဆီယာမကမှားလိုက်ပေမဲ့ရက်တီအများကြီးကြံသေးရပဲနောက်မှစာကြက်မယ်ဆိုပြီးတွေးလိုက်တဲ့ရရကတော့မနဲ့အိမ်ရနူရာနဲ့လှုပ်ရှားရှိရာတွေလှုပ်ပြီးရင်လပတ်စာမွဲအတွက်စာရီနေ့တိုင်းပြန်နှွေးတယ်ပြန်လေးကျင်တယ်။ကျောင်းပိတ်ရဲ့နောက်ဆုံးရက်ရောက်တော့ရရကစာမေးပွဲအတွက်အဆင်သင့်ဖြစ်နေပြီလေ။ကျောင်းပိတ်ရဲ့နောက်ဆုံးနေ့မနက်မှာဖေဖေနဲ့မေမေကဇွဲကိုစာမွဲရှိရဲလို့တတိပေးပေမဲ့ဇွဲကညနေမှာစာလုံးမယ်ဆိုပြီးတနေ့ကုန်ကစားနေရပေါ့။ညနေရောက်တော့လေညမှစာလုံးမယ်ဆိုပြီးစက်ကစားနေသေးတယ်။ညရောက်တော့မှရေချိုးထမင်းစားပြီးစာကြည့်စပွဲထိုင်ပြီးစာစလုပ်တော့တယ်။ဒါပေမဲ့တနေ့ကုန်ကစားထားတော့ဇွဲတယောက်စာလုံးရင်အိတ်ငတ်လာတာပေါ့ကွယ်။တီတော့ခဏအိတ်လိုက်အောင်မယ်လို့တွေးပြီးအိတ်လိုက်တဲ့။သူအိတ်ရပြန်နိုးလာချိန်မှာတော့ညမိုးချုပ်နေပြီလေ။စာမွေးဖြေဖို့စာမရသေးတဲ့ဇွဲဟာအခုမှစာကိုအသေးအတန်ဖတ်တော့တာပေါ့အဲ့ဒီချိန်မှာမီးရုပ်တရက်ပြတ်သွားတော့ဇွဲလဲစာရီမပြီးမှစိတ်ပူပြီးငိုချလိုက်တော့တာပေါ့ကွယ်ဒါကိုမြင်တော့ရရကအနားကိုလာပြီးကိုမငိုနဲ့တော့နော်အတူတူမီးကြောင်ထွန်းပြီးစာကြည့်ကြမယ်လေကိုကညံကောင်းပြီးသားပါစာခဏပြန်နှွေးရသွားမှာပါလို့အပိတဲ့ဇွဲလဲသူ့ရဲ့အချိန်ဆွဲတက်တဲ့အကျင့်ဟာမကောင်းမှအခုသိသွားပါပြီဇွဲဟာဒီကျင်စိုးကိုအခုကစပြီးပြင်ဖို့ဆုံးဖြတ်ပြီးတော့စာအုပ်တေချာပြန်လုပ်တယ်နောက်တနေ့ကျောင်းဖွင့်ရမှာတော့လာဘတ်ဆံမွဲအတွက်ဇွဲရောရရပါစာမွေးဖြေဖို့အဆင်သင့်ဖြစ်နေပြီလေဇွဲဟာအချိန်ဆွဲတက်တဲ့အကျင့်စိုးကိုပြင်လိုက်ပြီးမို့ကျောင်းသွားဖို့မမေကနှိုးတဲ့အခါအရင်လိုအချိန်မဆွဲတော့ဘူးအမြန်အိမ်ရထားကျောင်းသွားဖို့ပြင်ဆင်ပြီးပျော်ရွှင်စွာနဲ့ကျောင်းကိုသွားကြတယ်။ကဲဒီနေ့မှာတော့အချိန်ဆွဲပြီးအလုပ်လုပ်တာမကောင်းတဲ့အကြောင်းကိုမမပြောပြပေးခဲ့ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုလည်းအများကြီးပြောပြပေးသွားအောင်ပါမို့လို့မမတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ပေးသွားပါဦးနော်။ Facebook ကနေကြည့်ရှုတဲ့ကလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။